နေပိုင်းရစမှာတော့ကိုရှီကနေမင်းတို့ဘယ်သွားနေတာဆိုကမေးလိုက်တဲ့အခါမာရီယာနေပြီးတော့သူတန်းစင်ကန်သွားနေလို့ပါဆိုပြီးပြောလိုက်ပါတယ်ကိုကနေပြီးတော့သူတောက်စီရတောင်းရတဲ့ဆိုကကိုရှီကိုလည်းပေးလိုက်ပါတယ်ကိုရှီကနေယူနီတောင်းနေခဲ့သေးပါတယ်ပြီးတော့တဲ့ခါမှာတော့3ယောက်သားခွေးတွေကစားတဲ့နေရာကနေပြန်သွားတဲ့အချိန်မှာပဲမာရီယာနေပြီးတော့အခုသူကိုဦးနဲ့တွဲနေပြီဆိုကပြောနေခဲ့ပါတယ်ကိုကနေပြီးတော့သူ့ကိုအနမ်းပေးတဲ့ဆိုကရှက်နေခဲ့သေးပါတယ်တစ်ဖက်ကကိုဦးနဲ့ကိုရှီကအတူတူပြန်လာနေနေကိုရှီကနေမာရီနဲ့တွဲနေပြီလားဆိုပြီးမေးလိုက်တဲ့အခါကိုကနေမဟုတ်ပါဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ကိုရှီကနေသူမာရီနဲ့ကိုဦးနန်းအောင်မြင်လိုက်တိုင်းမှာစိတ်ထဲမှာတမျိုးကြီးဖြစ်တဲ့ဆိုကပြောလိုက်ပါတယ်တစ်ဖက်ကကိုဦးကနေပြီးတော့သူမာရီနဲ့အတူနီးကပ်မနေနိုင်သေးဘူးဆိုကပြောနေခဲ့သေးပါတယ်အဲ့ချိန်မှာပဲကိုရှီကနေပြီးတော့သူမာရီကိုဖွင့်ပြဖို့စိတ်ကူးမရှိပါဘူးဆိုကပြောလိုက်ပါတယ်ပြီးတော့တဲ့ခါမှာတော့သူဒီចောင်းသားပျော်ရွှင်တဲ့ဘဝကိုဖျက်ဆီးဖို့ဆိုတာသူတိုက်တွန်းခဲ့တယ်ဆိုကမာရီနဲ့ကိုဦးတန်ဖိုးထားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါနဲ့ကိုဦးကနေပြီးရှေ့ခေါင်းကိုရိုက်လိုက်ပါတယ်ကိုရှီကနေပြီးနားရဲဆိုကပြောနေခဲ့သေးပါတယ်ပြီးတော့တဲ့ခါကိုဦးကနေမင်းလဲစူးစမ်းဖို့ရမှာပါဆိုပြီးပြောလိုက်တဲ့ခါကိုရှီကနေပြီးတော့မင်းနဲ့ကနေကပြိုင်ပွဲတွေဖြစ်သွားပြီမဲ့ဆိုပြီးတော့တန်းဖက်လိုက်ပါတယ်ပြန်ရောက်တဲ့အခါမှာတော့ကိုဦးရဲ့အမေကနေညစာပြစ်ထားတဲ့ဆိုကပြောလိုက်ပေမဲ့ကိုဦးကနေသူရေချိုးမှဆိုပြီးပြောလိုက်ပါတယ်ရေချိုးကားထဲမှာတော့ကိုဦးကနေပြီးတော့သူ့အမေနဲ့သူ့အဖေကဘလို့ချစ်ကြိုက်ခဲ့တာလဲဆိုကတွင်းနေခဲ့သေးပါတယ်ပြီးတော့တဲ့ခါကိုဦးကနေပြီးငါကိုရှီလုံးမျိုးနီးနီးကပ်ကပ်မနေနိုင်သေးဘူးဆိုကဖျက်ကြောက်ရမယ့်နေရာနေကဘလောက်တောင်များတာလဲဆိုကပြောနေခဲ့သေးပါတယ်နောက်မှာတော့မာရီယာနေပြီးတော့ညအစိတ်လိုရှာနေတယ်ဆိုကအကြောင်းစိုးကြီးလာမိတယ်ဆိုကပြောနေခဲ့ပါတယ်ခန်းထဲမှာတော့ကိုဦးကနေပြီးတော့ရင်ရောက်နေပြီးတော့မာရီကိုနှုတ်ဆက်လိုက်ပါတယ်မာရီယာလည်းပြန်နှုတ်ဆက်လိုက်ပါတယ်ပြီးတော့တဲ့ခါနေရောက်သားစားတဲ့အတူတူလုံးနေခဲ့ပါတယ်ပြီးတော့တဲ့ခါကိုဦးကနေမာရီရဲ့လက်ကလေးကိုကင်လိုက်ပြီးတော့သူမာရီနဲ့တူဖေးနားမှာအတူတူရှင်းနိုင်အောင်ကြိုးစားပါမယ်ဆိုပြီးပြောလိုက်ပါတယ်ပြီးတော့တဲ့ခါမှာတော့အတန်းထဲမှာကောင်းကားတွေကကြောင်းကြံပြိုင်အတွက်ဈေးကျင်နေခဲ့ပါတယ်အဲ့ချိန်မှာပဲမာရီကိုကိုရှီကနေပြီးတော့သူအင်ကြီးလေးချုပ်ပေးဖို့ကူညီပေးပါလားဆိုပြီးပြောလိုက်တဲ့ခါမာရီကနေပြီးကူညီပေးမယ်ဆိုပြီးပြောလိုက်ပါတယ်မာရီရဲ့တငယ်ချင်းတွေကနေပြီးမာရီကိုခဏခေါ်သွားလိုက်ပြီးနင်ကိုရှင်နဲ့တွဲနေတာလားဆိုပြီးမေးလိုက်တဲ့ခါမာရီကနေမဟုတ်ပါဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့နဲ့မက်ဝါကနေပြီးတော့တော်ပါသေးတယ်ဆိုကပြောလိုက်ပါနင်ကကိုကိုစိတ်ဝင်စားနေတယ်ဆိုတာငါတို့သိပါတယ်ဆိုပြီးပြောလိုက်တဲ့ခါမာရီရဲ့စိတ်ထဲမှာတော့သူတို့ကအခုတွဲနေတာလားဆိုကပြန်တွဲနေခဲ့ပါတယ်ဟာကိုဦးတို့ဘက်မှာတော့ကိုဦးကနေပြီးတော့အတန်းသားတွေကပြိုင်ပွဲတက်တော်ပြောနေတဲ့ဆိုကပြောလိုက်ပါတယ်အဲ့ဒီချက်မှာပဲမျက်မှန်တဲ့ကောင်လေးကနေပြီးတော့ကိုဦးနဲ့ကိုရှီကိုဘယ်နဲ့မဲ့ဆိုကပြောလိုက်တဲ့အခါကိုဦးနဲ့ကိုရှီနှိုက်လိုက်တဲ့အခါမှာတော့ကိုရှီကနေပြီးမာရီနဲ့ကြားသွားခဲ့ပါတယ်အဲ့ဒီချက်မှာပဲမာရီကရောက်လာတော့ကြောင့်ကိုရှီကနေပြီးတော့အမြန်ကောက်ကတ်သိမ်းလိုက်ခဲ့ရပါတယ်ပြီးတော့တဲ့အခါကိုရှီကနေပြီးတော့သူ့ကိုဦးကနေပြီးဒီမှာချုပ်ပေးလိုက်တဲ့ဆိုကပြောနေခဲ့သေးပါတယ်ဒါဘက်မှာတော့အရင်ပိုင်းမှာရန်ဖြစ်ခဲ့မှုတဲ့ကောင်တွေကနေပြီးကိုဦးကိုကြည့်မြောက်ဦးဆိုကပြောနေခဲ့တဲ့အချိန်မှာပဲကိုဆန်ဖြူကနေပြီးမင်းတို့ကငါဘာမှပဲရန်ရှာနိုင်နေဆိုကပြောလိုက်တဲ့အခါသူတို့တွေကထွက်သွားခဲ့ပါတယ်ညနေကျောင်းစိမ့်မှာတော့မာရီနဲ့ကိုဦးကနေပြီးတော့သူကြောင်းမြက်လာတဲ့အချိန်မှာပဲမာရီတယောက်ကတယောက်ထက်အတွေးတွေလွန်နေခဲ့ပါတယ်အဲ့ဒါကိုဦးကနေပြီးမာရီကိုကြည့်လိုက်ပြီးတော့နေမကောင်းတာလားဆိုပြီးမေးလိုက်တဲ့အခါမာရီကနေမဟုတ်ပါဘူးသူစိတ်လေးလှုပ်ရှားနေလို့ပါဆိုပြီးပြန်ပြောလိုက်ပါတယ်ကိုဦးကနေပြီးချစ်ကြလေးဆိုကရင်းနေခဲ့သေးပါတယ်ပြီးတော့တဲ့အခါမှာတော့နှစ်ယောက်သားပြန်ပွဲအကြောင်းတွေပြောနေခဲ့ရင်ကိုဦးကနေပြီးသူပေးတရားရှိတယ်ဆိုကပြောလိုက်ပါတယ်ကိုဦးကနေပြီးထုတ်ပေးလိုက်ပြီးတော့မင်းရာတီတာနေရဆိုတော့ဒီပြုံမျိုးလေးကိုစောင့်ထားပါဆိုပြီးပြောလိုက်ပါတယ်အဲကြောင့်မာရီယာနေပြီးကျေးဇူးတင်ပါတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ပြောတဲ့အခါမာရီယာနေပြီးကိုဦးရဲ့အမိကိုကိုင်းလိုက်ပြီးပြန်ပွဲတဲ့အတူလေးချင်းရမယ်ဆိုကအတူပြန်သွားခဲ့ပါတယ်မနက်မှာတော့ပြန်ပွဲမှာပြိုင်းနေရင်ကိုဦးကတော့ပြပြန်မှာပဲဖြစ်ပါတယ်မာရီနဲ့ကိုရှီကနေပြီးကိုဦးအားပေးနေခဲ့ပါတယ်ကိုဦးတို့ပြိုင်တော့မဲ့အချိန်မှာပဲကိုဆန်ဖြူကနေပြီးတော့မင်းကငါအနိုင်ရစေခြင်းဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေပြီးမင်းတယောက်ထဲသာဒီပြိုင်ပွဲကိုဆက်ရထက်တန်နေတာဆိုပြီးပြောလိုက်ပါတယ်ပြိုင်တဲ့အခါမှာတော့ကိုဦးကပထမရသွားခဲ့ပါတယ်အဲနောက်ထပ်ပြိုင်ပွဲမှာတော့မာရီနဲ့ကိုရှီကနေပြီးအတူတူပြေးပြန်ရတာပဲဖြစ်ပါတယ်အတူတူပြေးမှန်တဲ့အချိန်မှာတော့မာရီနဲ့ကိုရှီကနိုင်သွားခဲ့ပါတယ်ပြိုင်နေတဲ့နောက်ထပ်ပြိုင်ပွဲမှာကိုဦးနဲ့ကောင်မလေးတယောက်နဲ့အတူတူရှင်ပြန်ခဲ့ရတာပဲဖြစ်ပါတယ်ကောင်မလေးကနေပြီးကိုဦးကိုကြောင်းနေခဲ့တဲ့အချိန်မှာကိုဦးကနေအတူတူကြိုးစားကြတာပဲဆိုပြီးပြောလိုက်ပါတယ်ပြီးတဲ့အခါမှာတော့ကောင်မလေးကမနဲ့မောနေခဲ့ပါတယ်အဲ့ဒါနဲ့စတုထနေရာမှာပဲနိုင်သွားခဲ့ပါတယ်ကောင်မလေးကတော့ပထမဦးဆုံးအနေနဲ့စတုထရတယ်ဆိုကပြောနေခဲ့သေးပါတယ်အဲ့ဒါပြိုင်ပွဲတွေဆက်ပြိုင်နေနေမာရီကနေပြီးတော့တန်းတဲ့ကိုပြန်ဝင်တော့ပဲအချိန်မှာပဲကိုဆန်ဖူးရဲ့တငယ်ချင်းနှစ်ကောင်ကနေပြီးတော့မင်းနဲ့ကိုဦးနဲ့ဒီပြိုင်ပွဲမှာဖွင့်ပြမယ်ဆိုပြီးထင်းနေတာဆိုကသူတို့ရဲ့အကြောင်းတစ်ခုရှိရင်ဒီမှာလာပြောပါဆိုပြီးပြန်ပြောလိုက်ပါတယ်မာရီအခန်းထဲမှာနားနေနေအနေပြီးရောက်လာပြီးတော့ပူးနေလို့ဒီမှာလာနာတာဆိုပြီးမေးလိုက်ပါတယ်မာရီကနေပြီးဟုတ်တယ်ဆိုပြီးပြန်ပြောလိုက်သေးပါတယ်မာရီကနေသူကိုဦးနဲ့ကောင်မလေးတယောက်နဲ့ပြိုင်တာတွေ့လိုက်တိုင်းမှာစိတ်ထဲမှာတုံးနေတူခံစားရတယ်ဆိုကပြောလိုက်ပါတယ်မာရီကနေပြီးသူကကိုဦးနဲ့အတူပြေးကျင်တာဆိုပြီးပြောလိုက်တာကိုဦးကနေပြီးမာရီကိုဖတ်လိုက်ပြီးတော့ကိုကမင်းနဲ့အတူပြေးကျင်တာပါဆိုပြီးပြန်ပြောလိုက်ရင်ဒီနေ့ပိုင်းကတော့ဒီမှာစစိမ့်သွားခဲ့ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်